ဟုတ်ကဲ့နိုင်ပုံမှန်ရှိနေတဲ့ကျွန်တော်တကယ်ချင်းများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်နော်အဲ့တော့ကျွန်တော်အားပေးနေကြတယ်ကျွန်တော်တကယ်ချင်းအားလုံးလည်းကျေးဇူးတင်ပါတယ်လေးလည်းလေးစားပါတယ်အဲ့တော့အတန်လေးနည်းနည်းတင်ပေးပါဆိုတော့ကြိုးစားပြီးတော့ကျွန်တော်တင်ပေးထားတယ်ဗျနော်အတန်လေးတိုးနေရဟုတ်ကဲ့အဲ့လိုလိုအပ်ချက်လေးထောက်ပြတာလည်းကျေးဇူးပါနော်ကျွန်တော်လည်းအတက်နိုင်ဆုံးပြင်ဆင်ပြီးတင်ပေးထားပါတယ်နော်ကျွန်တော်လည်းဘာမှဟုတ်လားဆရာကြီးလည်းမဟုတ်ပါဘူးမမကြီးတွေဘာတွေညာယူထားလည်းမဟုတ်ပါဘူးနော်ဝါသနာအရာဒါသငယ်ချင်းတွေနဲ့ချက်တူတက်မြတ်ဟုတ်လားတရားနဲ့တရားဆုတိုင်မယ်ကောင်းတိုင်မယ်ဆိုတဲ့အနေအထားမျိုးလေးနဲ့ပဲတင်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်ဘုဒ္ဓဗီဒီယိုဖိုင်လေးတစ်ဖိုင်ချက်တင်မိမယ်ဟိုနေ့ဟာလေးလည်းပြန်ရှင်းပေါ့နော်ဒီဖိုင်လေးကိုကြည့်ပြီးလို့ရှင်းတယ်တကယ်တော့အမြင်လေးတွေစဉ်းစားပေါ့နော်စဉ်းစားပြီးတော့ကိုယ့်အမြင်လေးနဲ့ကိုလူလေးရှိတယ်ဆိုတော့အဲ့တော့ကျွန်တော်ကကုသညာ3ပြီးခဲ့ဘက်ကတင်ခဲ့တယ်ကုသညာ3လည်းမကောင်းတော့ဟုတ်ပါဘူးကောင်းမယ်ဒါပေမဲ့ကျွန်တော်နဲ့ကြည့်နေကြဆိုရလို့သိမယ်ကျွန်တော်နှစ်ပင်ပြအားကြတယ်လို့ပဲ3ပင်သိမကြိုက်ဘူးအဲ့နှစ်ပင်ပြအတွက်ညီလေးတစ်ခုနော်ခုပဲပြမယ်နှစ်ပင်ပြလည်းရှိတယ်လို့3ပင်လည်းအကြရှိတယ်ပေါ့နော်အဲ့တော့နှစ်နီးလေးနဲ့ပြနောက်တစ်ခါဒီဘက်ကိုကျွန်တော်က2023ရဲ့ကဏ္ဍကိုဒီတစ်ချိန်ကို2023ရဲ့ကဏ္ဍကိုကျွန်တော်ကြိုက်တယ်ကျွန်တော်အထင်ပေါ့နော်ဆဲဆိုဘူးမတော့ပိုင်မသိပါဘူးအဲ့တော့ဒီအချိန်က2023ရဲ့ကဏ္ဍတကွထွက်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်အမြင်လေးတစ်ခုပြကျွန်တော်တို့ဖြစ်စဉ်လေးရဲ့ဘယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တကယ်ချင်းကိုနေမျိုးပြန်တွေ့ရတာအများကြီးဝင်တာပါတယ်ကျွန်တော်လည်းတကယ်ချင်းအမြဲတမ်းအမှတ်ရတာဟုတ်လားမျက်လုံးအရှင်နေကြကျွန်တော်ဘာမှမကြည့်နိုင်လို့မတင်ပြတော့တာအဲဒါကြောင့်ကျွန်တော်ထိုင်းမှမနေတော့ဘဲနဲ့ပြန်လာတယ်ပြန်လာပြီးတော့မျက်လုံးတော့တစ်ဖက်တော့ကုလို့ပြီးတစ်ဖက်ကတော့အခုအိမ်ဆောင်နေဆိုအိမ်ပြီးမှပဲကုပြမှာပေါ့နော်ကျွန်တော်တကယ်ချင်းကျမ်းပါပါသေးအမြဲတည်းရနေပါရဲ့နော်အဲ့တော့ကြိုက်စားကြည့်လိုက်အောင်ကျွန်တော်တို့ချဲမှာကဒီနားလေးကိုစားကြည့်မယ်နော်3ထိပ်စီမ3လုံးထွက်ထားတယ်3ထိပ်စီမ3လုံးထွက်ပြီးတော့1-5တွဲမ3လုံးဖြစ်တယ်နော်3ထိပ်စီမ3လုံး1-5တွဲမ3လုံးပြီးရင်ဒီ1-5တွဲနေပရိတ်73လို့ပြန်ရိုက်ပြီးတဲ့သူ့နောက်နဲ့မှာခွန်9လို့နောက်တွဲပြီးတော့မှခွန်လို့ရှိဘူးပူနော်3ထိပ်စီမ3လုံးထွက်1-5တွဲမ3လုံးထွက်1-5တွဲမ3လုံးပရိတ်တူပရိတ်ရဲ့ပြီးတဲ့နောက်နဲ့မှာခွန်9နောက်တွဲခွန်9နောက်တွဲပြီးတဲ့နောက်နဲ့မှာခွန်ရှိဘူးပူအဲ့ဒီခွန်ရှိဘူးပူတဲ့နှစ်မှာသူကဘလို့လှုပ်တုံးဆိုတော့အဲ့ဒီခွန်ရှိဘူးပူတဲ့နှစ်မှာတဲ့ဒီနေ့ကကျွန်တော်ပောက်ခဲ့တဲ့ကွန်လေးပေါ့နော်ဒါပေမဲ့အဲ့ဒါပြန်ပြတော့ထားလိုက်ခွန်ထိပ်စီ၄ထိပ်စီ1နောက်ပိတ်ခွန်နောက်ပိတ်8နောက်ပိတ်လို့ဖြစ်ဟုတ်ပြီလားအဲ့ဒီခွန်ရှိဘူးပူတဲ့နှစ်မှာခွန်နောက်ပိတ်၄ထိပ်စီ1နောက်ပိတ်ခွန်နောက်ပိတ်8နောက်ပိတ်အဲ့လိုဆင့်ကြဖြစ်စဉ်အဲ့လိုဒီယူလိုက်တော့ပေါ့အဲ့တော့အခုလည်းဒီနေ့မှာလာပြီလိုလာထားတယ်ဆိုတော့3ထိပ်စီမ3လုံးထွက်တယ်1-5တွဲမ3လုံးတွဲပြီးတော့ပရိတ်တူပရိတ်ဆက်ရိုက်တယ်15ရိုက်ပြီးတော့မှခွန်9လို့နောက်တွဲပြီးတော့မှခွန်ရှေ့ဘူးပူတယ်အဲ့ခွန်ရှေ့ဘူးပူတဲ့နှစ်မှာသူကခွန်နောက်ပိတ်၄ထိပ်1နောက်ပိတ်ခွန်နောက်ပိတ်8နောက်ပိတ်ဆိုပြီးလာတယ်ဟုတ်ပြီလားရှင်းပါရဲ့နော်အဲ့တော့အဲ့လိုလာတဲ့အခါကျတော့သူကဘယ်လိုလုပ်တော့ဆိုအဲ့ဒီလူခုနောက်ပိတ်၄ထိပ်1နောက်ပိတ်ခုနောက်ပိတ်8နောက်ပိတ်လို့ဖြစ်တဲ့အချိန်မှာဒီဒုတိယခုနောက်ပိတ်ရဲ့ဘေးမှာထွက်တဲ့ဒီကဏ္ဍကျွန်တော်လည်းဒီကွန်းနေရှောင်းတာပဲရှောင်းတဲ့ကြားရဲကိုလွတ်သွားတယ်ပြီးခဲ့ဘက်ကလည်းပတ်လည်နေပဲခံစားလိုက်ရတယ်အရန်မှာ
ရန်ပတ်လည်နေကိုတင်တဲ့ကဏ္ဍမမိဘူးကျွန်တော်ယူဆတစ်မျိုးဖြစ်သွားတယ်အဲ့တော့ဒီခုနောက်ပိတ်ရဲ့ဘေးမှာထွက်တဲ့ဒီကဏ္ဍကပရိစ္ဆန်ကအဲ့ပရိစ္ဆန်ကဒီဆောင်ပရိစ္ဆန်ကပရိစ္ဆန်က15လို့ဇောင်းတက်ရက်ဇောင်းတက်ရိုက်ပြီးတော့မှဒီ15ပရိကဏ္ဍဘယ်ရလာလဲဆိုအဲ့ဒါကြီးကျွန်တော်မပေါက်လိုက်တာပဲ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ကဒီပရိစ္ဆန်ကဏ္ဍလာတာအဲ့ဒီပရိစ္ဆန်ကမှဒီခွန်ဆွမ်းနာဖြစ်စဉ်ထားလိုက်တော့နော်ပြတော့အဲ့ခွန်တွဲတဲ့နှစ်မှာခွန်နောက်ပိတ်၄ထိတင်းနောက်ပိတ်ခွန်8လို့ဖြစ်တဲ့ဒုတိယခွန်ရဲ့ဒီဘေးမှာမှဒီ8လျှောက်တဲ့ဆိုတဲ့ကဏ္ဍကဒီအောက်ကပရိစ္ဆန်က15လို့တက်ရိုက်တယ်ရိုက်တော့ဘယ်ကကဏ္ဍလာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်သူ့ရှေ့ရှောင်း6နှစ်မြောက်ကကဏ္ဍအဲ့ကဏ္ဍလာရိုက်တယ်အဲ့တော့လာရိုက်သွားပြီအခုလေပြီးသွားတော့တန်းတာ3ထိပ်ရှင်းတင်ငါတွေရိတ်တူပရိယခွန်ကိုနောက်တွေခွန်ရှေ့ဘူးလို့ပူးပြီးခွန်နောက်ပိတ်၄ထိပ်တင်းနောက်ပိတ်ခွန်ထိပ်လို့ဖြစ်ပြီးအဲ့ဒီမှာခွန်ရှေ့လို့လည်းဖြစ်ပြီးအဲ့ဒီခွန်ဘေးမှာရှိတဲ့ဒီကဏ္ဍကပရိတ်ကူသူ့ဆောင်မှာရှိတဲ့ပရိတ်ကူဒီပရိတ်ကူကနေပြီးတော့မှဒီပရိတ်ကူတက်ကူပြီးတော့ကိုပရိတ်နဲ့ရိုက်တယ်အဲ့ဒီကဏ္ဍဘယ်ကဏ္ဍနဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မြောက်ကဒီနှစ်လျှောက်တဲ့ကအဲ့ကိုပရိတ်ကူလို့တက်ကူပြီးရိုက်တယ်ကျွန်တော်ယူဆတာပေါ့နော်ပရိတ်ကူလို့တက်ကူပြီးရိုက်တယ်ရိုက်ပြီးသွားပြီပေါ့အဲ့လိုရိုက်ပြီးတော့သူကပထမကကိုပြန်သွားမယ်ပထမကကိုပြန်သွားမယ်ဆိုတော့အမှရှစ်တစ်လျှောက်ဒီပရိစ္ဆန်ကဝိရှိရှောင်းနေမြောက်ကကဏ္ဍရိုက်ပြီးသွားပြီအဲ့ရှောင်းနေမြောက်ကကဏ္ဍဘယ်နှစ်ကကဏ္ဍလဲဆိုရင်3ထိပ်စီစတဲ့ကနှစ်ကရှစ်တစ်လျှောက်ကအဲ့ကိုရိုက်ပြီးတော့မှဆိုတော့ခွန်ရှစ်ဆိုတဲ့အပိတက်တဲ့ဒီရှစ်ရဲ့ဘေးမှာခွန်ရှစ်ဆိုတဲ့ဒီရှစ်ရဲ့ဘေးမှာထွက်တဲ့ဒီ9တစ်ခွန်ကဘယ်ရလာလဲဆိုတော့အစောနာကအဲ့မှာတင်9တွေလို့တွဲခဲ့တဲ့တင်9ခွန်ကကျွန်တော်ကဒီကို9တစ်ခွန်လို့ပြန်ကူးတယ်လို့ကျွန်တော်ကအဲ့လိုယူဆတယ်9တစ်ခွန်လို့ကူးတယ်လို့ကျွန်တော်ယူဆပါတော့ဒါနှစ်ပင်ပြတ်တဲ့ဆိုတော့ဟုတ်လည်းဟုတ်မှာမဟုတ်လည်းမဟုတ်ဘူးနော်နှစ်ပင်မြတ်ကတော့ပေါက်ရှင်တဲ့လွှဲရှင်လုံးပဲဒါမဲ့ရှင်းမှာဘယ်သူမှအပိုင်မပြောနိုင်ဘူးကျွန်တော်လက်စေတနာနဲ့တင်ပေးတယ်ခင်ဗျားလည်းကြားရတူမကြားရတော့မထူးနဲ့အခုလဲဒီမှာ3ထိပ်တင်9တွေပရိဒုပရိယပြီးခွန်ဖြစ်ပြီးခွန်လေးတစ်ခွန်ရှိတို့ဖြစ်ပြီးဒီခွန်နောက်ပိတ်ရဲ့ဘေးမှာထွက်တဲ့ကိုပရိဒုရိဒုပရိတရဲ့တဲ့နံသူ့ရှောင်းနှစ်ကဟိုက်3ထိပ်စီထွက်ထားတဲ့နှစ်ကကနန်းနှစ်လျှောက်တည်းဒီနှစ်လျှောက်တည်းလို့ရိုက်ပြီးပြီဆိုတော့ဒီခွန်ရှစ်လို့ဖြစ်တဲ့ရှစ်ရဲ့ဘေးမှာထွက်မဲ့ကနန်းကကျွန်တော်ကသူ့ဒီဘေးမှာရှိတဲ့တင်ငါကူအဲ့တင်ငါကူဒီငါတက်ကူလို့ပြန်ရွှေ့ရင်ဒီငါတက်ကူလို့ပြန်ရွှေ့ရင်ဘာလို့ငါတက်ကူလို့ပြန်ရွှေ့ရင်လဲဆိုတော့ကျွန်တော်တို့အစွမ်းနာကပထမလိုက်မှလွှင့်ခဲ့တဲ့ပထမဗီဒီယိုလေးမှာတင်ထားတဲ့နှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်ရှင်းမှာတင်းနောက်ပိတ်တူနောက်ပိတ်ထိပ်စီးရှေ့ပေါင်းလျှောက်နောက်ပိတ်တူနောက်ပိတ်ထိပ်စီးနောက်ပိတ်တူနောက်ပိတ်ထိပ်စီးရှေ့ပေါင်းလျှောက်အဲ့လိုဖြစ်တဲ့နှစ်မှာ1နှစ်2နှစ်3နှစ်4နှစ်အဲ့4နှစ်မြောက်ကကနန်းနော်ဒီမှာကျွန်တော်ပြပြန်တင်းနောက်ပိတ်တိစိတ်ကြီးရှေ့ပေါင်း6ခုဖြစ်တယ်1နှစ်2နှစ်3နှစ်4နှစ်အဲ့4နှစ်မြောက်တည်းရဲ့ကနန်းဒီဘွဲ3ခု1ဒီကျွန်တော်ပြတာအသိမရှင်းလို့ရှိရင်ကုကလနာလေးနဲ့ကိုပြန်ကြည့်ပါနော်3ခု1ဒီအစောနာကရှေ့ပေါင်း6ဖြစ်တဲ့နှစ်ကိုတဲ့3ခု1လို့ခ
လိုက်ရွှေ့လိုက်ရွှေ့လိုက်ရွှေ့တယ်ဘာလို့3ခု1လိုက်ရွှေ့တယ်ဆိုတော့အဲ့တော့နှစ်နည်းစဉ်းစားမယ်ပြီးမှပြန်စဉ်းစားမယ်ထဲလိုက်ရွှေ့တယ်ပဲလောကြည့်လောစက်ကြည့်အဲ့တော့ကျွန်တော်နှစ်ခွက်လုံးကိုထိုးလို့ရအောင်ကျွန်တော်ပြောပြပေးအဲ့တော့အဲ့ဒီ3ခု1ကအဲ့ဒီရှေ့ပေါင်း6နှစ်ကို3ခု1လို့ထဲလိုက်ရွှေ့ထဲတစ်ခွက်လိုက်ရွှေ့ဒါဆိုရင်ဒီမှာလဲခုနောက်ပိတ်ဥဒိစီရှေ့ပေါင်း6လို့ဖြစ်ပြီးဖြစ်တဲ့နဲ့2နှစ်3နှစ်4နှစ်မြောက်ကဒီကနေ့3ခု5အဲ့3ခု5ကအဲ့ရှေ့ပေါင်း6ဖြစ်တဲ့နှစ်ကို3ခု5လို့ပဲထဲလိုက်ရွှေ့3ခု5လို့ပဲထဲလိုက်ရွှေ့ဒါဆိုရင်နောက်တစ်ခုသွားမယ်ကျွန်တော်တို့9နောက်ပိတ်9ထိပ်စီရှေ့ပေါင်း6လို့ဖြစ်ပြီးဒါဆို1နှစ်2နှစ်3နှစ်4နှစ်မြောက်ကဒီကနေ့ကိုကျွန်တော်ဒဲလိုက်ရွှေ့ခြင်းတာငါတစ်ကိုဒဲလိုက်ရွှေ့ခြင်းတာဒီချိန်အဲ့ဒါကြောင့်ကျွန်တော်ကဆွမ်းနာဖြစ်စဉ်လေးနဲ့တိုက်ရင်လို့ဒီချိန်ကိုငါတစ်ကိုဒဲလိုက်ရွှေ့ခြင်းတာဘာလို့ထိရွှေ့ခြင်းလဲဆိုရင်သူကဘုဒ္ဓညာ3နဲ့ရွှေ့လို့ရတယ်ငါတစ်ကိုလည်းရွှေ့လို့ရတယ်အဲ့တော့ဘယ်လိုနည်းနဲ့ရွှေ့မလဲဆိုရင်များကျွန်တော်တို့တင်းနောက်ပိတ်တိထိပ်စီရှေ့ပေါင်း6လို့ဖြစ်တယ်1နှစ်2နှစ်3နှစ်4နှစ်မြောက်က3ခုရဲနဲ့ကဏ္ဍရွှေ့တယ်လို့ပထမဆုံးယူဆလိုက်မယ်နော်3ခုရဲနဲ့ကဏ္ဍရွှေ့တယ်ဆိုတော့အဲ့နဲ့မှာထွက်တာ3ခု1 3ခုတွဲနဲ့ဆို3ခု1တစ်ခွက်ပဲထွက်တော့ဒါကြောင့်မလို့အဲ့ဒီ3ခု1ကတည်းကိုထဲလိုက်ရွှေ့တယ်ဒါဆိုရင်ဒုတိယစကြွား9နောက်ပိတ်9ထိပ်ရှေ့ပေါင်း6လို့ဖြစ်တယ်နော်1နှစ်2နှစ်3နှစ်4နှစ်မြောက်ကဒီ3ခု5 3ခုတွဲနဲ့ထွက်တယ်ဒီ3ခု5ကဒီကို3ခု5လို့ထဲလိုက်ရွှေ့3မယ်ဆိုတော့ရှေ့ရလှဲ့မယ်ထင်လို့ကျွန်တော်ကအဲ့ဒါကြောင့်မလို့ဘာကိုအာတန်လဲအာတန်လာကိုဒီထိုးပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော်တို့9နောက်ပိတ်9ထိပ်ရှေ့ပေါင်း6လို့ဖြစ်ပြီးအဲ့နဲ့မှာ3ခုတွဲနဲ့ဆိုတော့9-3ပဲရှိရဒါပေမဲ့ကျွန်တော်ကသိမကြိုက်တာကမကြိုက်ဘူးမဟုတ်ကြိုက်တော့ကြိုက်တယ်ရန်ထိုးမယ်ပေါ့3ခုကရှေ့တွဲမနေပဲနဲ့9-3ဆိုပြီးတော့ဖြစ်တယ်9နဲ့3နဲ့တော့ပါ9-3အပါဆိုယူရင်တော့ယူလို့ရတာပေါ့နော်9-3အပါနဲ့ယူပြီးတော့ထိုးမယ်ဆိုရင်9-3ဒါကြောင့်ဟိုဘက်ဘက်ကလည်းကျွန်တော်ထိုက်ပြတာတော့9-3အဲ့ဒါဆိုရင်နောက်တနည်းနဲ့ကျွန်တော်တို့ယူကြည့်နောက်နေ့ယူကြည့်မယ်ဆိုတော့ဆွမ်းနာပြောသလိုတင်းနောက်ပိတ်တိထိပ်စီရှေ့ပေါင်း6 1နှစ်2နှစ်3နှစ်4နှစ်မြောက်က9ပါတော့မ3လုံးခဏလိုက်ကြည့်မယ်9ပါတော့မ3လုံးခဏဆိုလို့ဒီ3ခု1ပဲထွက်ထားတာဘာလို့9ပါတော့မ3လုံးခဏလို့ယူလဲဆိုတော့ကျွန်တော်တို့3ထိပ်ဒီမ3လုံးဒါတနည်းထားလိုက်တော့ဗျအဲ့လိုမဟုတ်ဘူးအဲ့တော့9ပါတော့မ3လုံးခဏဒီနှစ်ကိုလိုက်ရွှေ့လို့ကျွန်တော်ကယူလိုက်ဒီမှာလည်းမ3လုံးမထုတ်တယ်ဆို3ခုတည်းဒီကို3ခုတည်းလို့လိုက်ရွှေ့တယ်ဒါဆိုရင်ဒီမှာလည်း9နောက်ပိတ်ရှေ့ပေါင်း6 9ထိပ်စီရှေ့ပေါင်း6လို့ပြီး1နှစ်2နှစ်3နှစ်4နှစ်မြောက်က9ပါတော့မ3လုံးခဏ9ပါတော့မ3လုံးခဏကဒီကို9ပါတော့မ3လုံးခဏနဲ့လိုက်ရွှေ့ပေါ့နော်ဒါဆိုရင်9နောက်ပိတ်9ထိပ်ရှေ့ပေါင်း6လို့ဖြစ်ပြီးဒီနှစ်ထဲက9ပါတော့မ3လုံးခဏဆိုရင်တော့ဒီ9တစ်ကိုတစ်ခွက်ပဲရှိတယ်9တစ်ကိုကအဲ့နှစ်ထဲမှာ9 5တစ်လို့တော့ပြန်ကြတာပြီးတယ်အဲ့ဒါကြောင့်မလို့နောက်ဒီဖြစ်စဉ်ကလည်း9
ခွန်ရှိဖြစ်ထားတဲ့ဖြစ်စဉ်မှာလည်းခွန်ထိပ်ကြီးရဲ့ဘေးမှာသူရှိရှောင်းနှစ်မြောက်ကကဏ္ဍထွက်ပြီးသွားပြီရှောင်းနှစ်မြောက်ကကဏ္ဍထွက်ပြီးရတယ်သူ့အောက်မှာသူ့9နှစ်မြောက်ကကဏ္ဍနှစ်စကဏ္ဍအဲ့ကဏ္ဍကိုမှဒီကိုလိုက်ပို့တယ်ဆိုတော့အခုလဲဒီမှာသူရှိရှောင်းနှစ်မြောက်ကခွန်ရှိလို့ဖြစ်တာပြီသူရှိရှောင်းနှစ်မြောက်ကကဏ္ဍနှစ်လျှောက်တက်ကလိုက်ထွက်ပြီးသွားပြီဒါဆိုရင်သူရှိ9နှစ်မြောက်ကကဏ္ဍနှစ်စကဏ္ဍဆိုရင်9တက်ကိုတဲလိုက်ရွှေလေးရမဆိုးပါဘူးလို့ဒါကြောင့်မလို့အဲ့ဒါကြောင့်ကျွန်တော်9တက်ကိုနဲ့ကိုတော့ညာ3ပေါ့နော်9တက်ကိုကိုတော့ညာ3နောက်တစ်ခါတစ်ခုထိုးပြရောပြတော့ပြခဲ့အပြတ်ဆိုင်ပါနော်6 3ညာ5ဒါကဒီဟာလေးကျတော့အပြက်ဟိုလှဲ့မယ်ကျွန်တော်ဒါ3မယ်နဲ့ဖမ်းရင်ကျတော့ရှင်းရ3ကြီးဆိုရင်လှဲ့ပြီးထွက်တယ်အဲလှဲ့ပြီးထွက်မယ်ဆိုရင်သူကတဏီထွက်လို့ရတယ်အဲ့တော့ကျွန်တော်တို့အစနာကုသိုလ်ညာ3ဖမ်းတဲ့နီးတင်းနောက်ပေတစ်ထိပ်ရှိပေါင်းရှောက်လို့ပြန်ရင်1နှစ်2နှစ်3နှစ်4နှစ်မြောက်မှာ10ပရိအောက်ကကဏ္ဍတစ်ကွက်ပြောပါ10ပရိအောက်ကဒီမနေ့9 3 10ပရိအောက်ကကဏ္ဍပေါ့နော်ဘယ်ကဏ္ဍလုံးလဲမသိဒီတုံညာရှောက်10ပရိအောက်ကဒီကဏ္ဍနီး10ပရိနဲ့တန်မှာသူ့အောက်ကကဏ္ဍနီးလိုက်ထွဲအခုဒီမှာလဲကူနောက်ပေရှေးပေါင်း6ထိပ်စီရှေးပေါင်း6လို့ဖြစ်တဲ့နေ့မှာ1နှစ်2နှစ်3နှစ်4နှစ်က10ပရိဒီ10ပရိနဲ့တန်မှာအဲ့10ပရိအောက်ကကဏ္ဍတန်ထွဲ6တုံညာ3အခုလဲဒီလိုဖြစ်တာပြီကူနောက်ပေ9ထိပ်ရှေးပေါင်း6လို့ဖြစ်ပြီးသူရှင်းနေမှာ10ပရိ9တုံညာ1အဲ့အောက်မှာ9တုံညာ3အဲ့ကဏ္ဍဒီအဲ့ကဏ္ဍလေးဒီ9တုံညာ1နဲ့တန်းမှာထွဲဆိုတော့က3မယ်ဆိုတော့ကျွန်တော်ဟာနဲ့လှဲ့မလားလို့ကျွန်တော်ယူကြည့်လိုက်တယ်အဲ့တော့ तू ကဘလို့လှဲ့မလဲဒီကောင်လှဲ့တော့လှဲ့မယ်လို့ထင်တာပေါ့နော်အဲ့ဒါနဲ့ तू ကဘလို့ယူထားလဲဆိုတော့နံပါတ်1အပြစ်တစ်ခုကျွန်တော်ပြရအဲ့တော့10ပရိအောက်ကကဏ္ဍတစ်ခွက်စီထွက်တယ်10ပရိဒီ10ပရိနဲ့တန်းမှာပဲလိုက်ကြတယ်လိုက်ကြတဲ့ကဏ္ဍ10ပရိဒါဆိုရင်ဒီမှာ10ပရိထွက်ပြီး10ပရိနဲ့တန်းမှာကြာပြီး9ပရိသူ့အောက်မှာလည်း9ပရိဒါဆိုရင်10ပြီးရင်9ပြီးရင်10ဖြစ်ရမှာဆိုတော့10ပရိအောက်ရဲ့မှာရှိတာကုသညာတော့2ပရိဖြစ်နေတယ်10ပရိမဖြစ်နေဘူး10ပရိဖြစ်မနေဘူးအဲ့တော့ကုသညာ1ကြီးပဲပြန်ထွက်ရင်ထွက်မလားဘောနော်အဲ့လိုလေစဉ်းစားလို့ရတယ်နောက်တစ်ခုကဘာကိုတွက်တွေ့လိုက်တယ်ဆိုတော့သူကအပြက်ကဘယ်လိုလာလဲဆိုတော့ဒီနေရာမှာဗျ10ပရိအောက်ကဒီ4တုံညာ6အောက်မှာထွက်တယ်ဒီ2ခု9ဒီ4တုံညာ6နဲ့တန်းတန်းမှာလိုက်ပြီး4တုံညာ6နဲ့တန်းတန်းမှာလိုက်ပြီးမယ်ဆိုတော့ဒီ2ခု9တွက်မကြရင်သူ့အောက်မှာ5ပရိ5ထိပ်တို့ခံ5ထိပ်ရဲ့ဆောင်မှာ4ထိပ်တို့ခံဒီရှာလေးနည်းနည်းလေးကြည့်နော်ဒီရှာလေးကြည့်ဒီ4တုံညာ6 10ပရိရဲ့တန်းတန်းမှာလိုက်ထွက်မယ်ဒီ2ခု9ဒီ2ခု9ဒီကဏ္ဍလိုက်မယ်ကြရင်အဲ့လိုက်မယ်ကဏ္ဍရဲ့အောက်မှာ5ထိပ်ခံ5ထိပ်ရဲ့ဆောင်မှာ4ထိပ်ခံဒါဆို5 4ထိပ်လို့ခံပြီးကမှဒီကဏ္ဍထွက်တယ်ဆိုရင်ဒီတစ်ချက်ရပြီဟုတ်ပြီလားဒါဆိုရင်ဒီ10ပရိနဲ့တန်းမှာထွက်တဲ့ဒီ6တုံညာ3ဒီ10ပရိအောက်မှာရှိတဲ့6တုံညာ3ဒီ5ထိပ်ခံ4ထိပ်ခံဒီ4ထိပ်5ထိပ်ရဲ့ဇောင်းထိုးပြီးတော့မှသူ့အထက်မှာရှိတဲ့ဒီ6တုံညာ3ကဒီ3တုံညာကို10ပရိနဲ့တန်းမှာထွက်တယ်ဆိုရင်ခုဒီ9တုံညာ3မှာကျတော့5ထိပ်မခံဘူးမြတ်အောက်4ထိပ်လည်းမခံဘူးဒါဆိုရင်4ထိပ်5ထိပ်ခံတဲ့နေရာကြည့်မ5ထိပ်ခံပြီ4ထိပ်ခံပြီဒီ5ထိပ်4ထိပ်တို့ခံတဲ့သူ့အထက်ကကဏ္ဍထွက်မှာဆိုရင်တော့6တုံညာ5
မှာ तू ကသူ့အထက်လေးဘလူလေးလဲ့ထားတယ်ဆိုတော့စိတ်ဝင်စားစရာနည်းနည်းကောင်းတယ်ဗျလက်ကွက်နဲ့ထွက်မယ်လို့ကျွန်တော်ထင်လို့အဲ့ဒါလေးကထည့်ပြလိုက်တာကြာရင်လည်းထိုးကြပါပဲနော်ဆိုတော့ကျွန်တော်ပြောခဲ့သလိုနှစ်ကုံကူကဒီ436နဲ့တက်မှာလိုက်ထွက်မယ်ကြာရင်9ထိပ်4ထိပ်ခံ9ထိပ်4ထိပ်တို့ခံပြီးရင်သူ့အထက်မှာ6နောက်ပိတ်6နောက်ပိတ်မထာတော့ဒီဟာစီနီယံသွားမှာ4ထိပ်5ထိပ်ကတဲ့ပဲ6နောက်ပိတ်6နောက်ပိတ်ဖြစ်ပြီ6ပြီးရင်နောက်ခါကျရင်ဒီမှာကသူ့အထက်ကဒီ3ညခွန်30ပြင်းနဲ့ထွန်းထဲမှာထွက်တဲ့6တုံည3နီး10ပြင်းအောင်9ထိပ်ခံ4ထိပ်ခံပြီးရင်ခွန်ပိတ်ဆိုတော့6ပိတ်ပြီးရင်ခွန်ပိတ်ခံ5 4 6 5 4ခွန်အပိတ်တွေနော်အပိတ်ဒီမှာကဘယ်လိုလဲထားလဲဆိုလို့ဗျအဲ့တော့9ထိပ်တော့ခံတယ်4ထိပ်လည်းခံ10ထိပ်အပိတ်ဖြစ်ရမှာနော်ဒီနေ့10ထိပ်နှလုံးခံတယ်ဒါပေမဲ့အပိတ်မဖြစ်ဘူးထိပ်တွေဖြစ်နေဒါလှည့်ကွက်တစ်မျိုးလှည့်မယ်ထင်လားကျွန်တော်ပြောတာကိုအုံတော်နဲ့ကိုစဉ်းစားကြည့်နောက်တစ်ခုထက်လဲတယ်လားအဲ့တော့ဇွန်နာပြောတယ်9ထိပ်4ထိပ်ဇွန်နာ6ပေါ့နော်နောက်တစ်နည်းနဲ့သွားကြည့်9ထိပ်4ထိပ်4ထိပ်နော်5 4 4စု9ထိပ်4ထိပ်4ထိပ်ဒီလိုဘယ်လိုခေါ်မလဲတောင်းပြလေးပေါ့နော်အပေါ်အောက်တောင်းမြက်ခံပြီးတော့မှဒီနှစ်ကုံကူကဒီကိုခုနှစ်ကူလို့ရိုက်တယ်ဆိုရင်ဒီမှာ9 4 4အဲ့တော့ဒီမှာကျတော့9ထိပ်4ထိပ်3ထိပ်ကဲဒီလိုဇောင်းခံပြီးတော့မှသူကြားဒီ6 3ည3ကအဲ့လိုတွဲရိုက်တယ်ဆိုရင်9 4 4 9 4 3ဒီခါကျတော့9 4 2ဖြစ်ရသူကတကူဘာပြန်လို့လဲ9ထိပ်4ထိပ်နှစ်ကထိပ်စီးဖြစ်ရမယ်နေကျတော့နောက်ပိတ်သွားပို့ထားတယ်ဗျ9 4 2ရှစ်ကနောက်ပိတ်ဖြစ်ရမယ်နေကျတော့ထိပ်စီးပို့ထားတယ်အဲ့တော့ဒီလက်ကွက်ဒီနဲ့ကြည့်နေဆိုရင်ဒီ6 3ည9ကလည်းမပြင့်မနေထဲလို့ဒါတင်တယ်သုံးမယ်ဆိုတော့ရှေ့ကလက်တက်တယ်အဲ့တော့ကိုကြိုက်တယ်ကိုဘယ်လိုသုံးတတ်မလဲသုံးတတ်ပြီးတော့ကိုကြိုက်တဲ့လူတွေထိုးကြပါပဲကျွန်တော်မျက်နှာလေးတွေပြပေးရပါတော့ကျွန်တော်ပြတဲ့အပြလေးပုံမှန်လဲကိုယ်ကလေးတွေပြန်ကြည့်ပြီးတော့ဘယ်လိုလုပ်တင်တယ်လုပ်ကြပေါ့ကျွန်တော်ကတော့ဒီအချိန်ကို2023နှစ်ကကဏ္ဍကိုမှပြေစာပေါက်ထွက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတာကဲကံပေးလို့ရကြပါပြီအားလုံးပဲကံကောင်းကြပါစေထပ်တူထပ်မြအတူတူပေါက်ကြပါစေလို့ဆုတောင်းရင်ဘိုင်ဘိုင်လို့နှုတ်ဆက်ပါရနော်